တခါတုန်းကမြို့ကြောင်တကောင်နဲ့တန်မာတွက်လက်နေတဲ့တောကြောင်တကောင်တို့ဟာအလွန်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ကြတယ်။ဒီနေ့မှာမြို့ပြကြောင်လေးဟာတောနေမိတ်ဆွေကိုအလဲလာတယ်။တောနေတဲ့ကြောင်ကသူ့မိတ်ဆွေကိုတောရင်လေးထဲမှာရိုးသားတဲ့ထမင်းဝိုင်းလေးနဲ့အခန့်တယ်။ထမင်းဝိုင်းထဲမှာလက်လက်ဆက်ဆက်ဖမ်းထားတဲ့ကြွက်ကလေးတကောင်နဲ့ငှက်ကလေးအမွေးမြင်တွေနဲ့စားရတယ်။မြို့ပြကြောင်ကခေါင်းပေါက်ပြီးအိုးငါမိတ်ဆွေဟာဒီလိုဇိုးစင်းလွန်းတဲ့အစားအသောက်တွေနဲ့ဘလို့ညာနေနိုင်ရတာလေအချိန်မရွေးအရသာရှိတဲ့ငါးနဲ့နှုတ်တွေကိုစားရမယ်ငါရဲ့မျိုးပြကဘောဟာပိုအဆင့်တန်းမြင့်တယ်လို့ပြောလိုက်တယ်မျိုးပြကြောင့်ရဲ့စကားကြောင့်စိတ်ဝင်စားသွားတဲ့တောနေကြောင့်ဟာမျိုးပြမိတ်ဆွေနဲ့အတူမြို့ကိုလိုက်လာခဲ့တယ်သူတို့မြို့ထဲရောက်တဲ့အခါမျိုးပြကြောင့်ဟာလူချမ်းသာတဲ့ရဲ့အိမ်ကြီးတဲ့ကိုသူ့မိတ်ဆွေကိုခေါ်သွားတယ်မျိုးပြကြောင့်ကတောနေကြောင်ကိုမိဖို့ကြောင့်ခံမကြီးတဲ့ကိုခေါ်ဆောင်သွားနေကြည်စမ်းပါအောင်ငါမိတ်ဆွေဒီမှာဆိုရင်အရသာရှိတဲ့အမဲသားငါးပြုတ်ကြီးထောဘက်နဲ့နှုတ်တွေအများကြီးပဲစိတ်ကြိုက်စားပါလို့ဂရုစွာပြောလိုက်တယ်တောနေကြောင်ဟာတခါမှမမြင်ဘူးတဲ့တခါမှမစားဘူးတဲ့အစားအသောက်တွေကိုမြင်ရတော့မျက်လုံးပြူပြီးအံ့ဩနေတယ်သူတို့နှကောင်သားပျော့ပျော့ပါပါစားတောက်နေတော့ငါပဲရုတ်တရက်ဟောက်တန်လိုလိုဥတန်လိုလိုအတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်အတန်နဲ့အတူခွေးကြီးနှစ်ကောင်ကသူတို့စီပြေးဝလာပြီးဟောင်းနေတော့တာပဲပြေးလို့မျိုးပြကြောင်ကအော်ပြီးနယံတဲကအပေါက်တေးသေးလေးတွေကိုအမြန်ဆုံးဝင်ပြေးသွားတယ်တောနေကြောင်လည်းနောက်ကနေအမြန်လိုက်ခဲ့ရတယ်ခွေးတွေထွက်သွားတော့သူတို့နှစ်ကောင်သားတွင်းလေးတွေကနေပြန့်ထွက်လာပြီးကြံနေသေးတဲ့မုံဖဲ့လေးတွေကိုရှာဖေစားကြပြန်တယ်ဒါပေမဲ့ခဏကြာမှပဲအင်ရှင်လူသားတယောက်ကရောက်လာပြီးမိဖို့ကြောင့်တကားကိုဖွင့်လိုက်တဲ့အတွက်သူတို့နှစ်ကောင်ဟာချက်ချင်းနေရာဟောင်းကိုပြန်ပြေးပုံလိုက်ရပြန်တယ်ဒီမှာဆိုရင်အငြင်းတန်းပုံနေရပြီးအသက်လွတ်နေရတာလားလို့တောနေကြောင်ကကြောင်ရွန်းတုံလို့ပြီးမေးလိုက်တယ်မြို့ပြကြောင်ကပြန်ပြောပါတယ်ဒါပေါ်ဒီမြို့မှာဒီလိုပဲပုံနေရတာဒါပေမဲ့အစားတောက်တီကဒီလောက်ကောင်းတာပဲမဟုတ်လားလို့ခက်အေးပြန်ပြောလိုက်တယ်တော်ပင်ကမိတ်ဆွေငါအိမ်ပြန်တော့မယ်လို့တောနေကြောင်ကခေါင်းခါရင်းပြောလိုက်တယ်ဒီမှာအရသာရှိတဲ့အစားတောက်တွေပေါ်မှပေါ်ပေမဲ့အမြဲတမ်းကြောက်လန့်နေရတာထက်ငါရဲ့တောအိမ်လေးမှာရိုးသားတဲ့အစာကိုစိတ်အေးချမ်းသာပါစားရတာကပိုကောင်းပါတယ်လို့ပြောပြီးသူတို့နှစ်ကောင်နှုတ်ဆက်ကတောနေကြောင်ဟာသူ့ရဲ့တိတ်ဆိတ်ငြိမ်တဲ့တောအိမ်လေးကိုအလျင်မြန်ပြန်သွားပါတော့တယ်ကြောက်ရွံ့မှုတွေနဲ့ပြည့်နေတဲ့ဇင်းခံဘဝထက်ရိုးသားပေမဲ့လုံခြုံစိတ်ချရတဲ့ဘဝကပိုပြီးတန်ဖိုးရှိပါတယ်